အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဈေးသက်သားနဲ့အကင်တွေတဝါကြီးစားလို့ရမယ်ရှမ်းလေးအကင်ဆိုင်ကိုခေါ်တော့မှာဖြစ်ပါတယ်ရှမ်းလေးအကင်ဆိုင်ကဆိုင်ခွဲ3ခုရှိတာမင်းတို့စားခဲ့ရတော့သူဝနာတန်သူမာလမ်းမပေါ်မှာရှိရရှမ်းလေးအကင်ဆိုင်3ပါဒီအကင်ဆိုင်ကလေဒီလိုအသီးရွက်ကင်တွေရောအသားကင်တွေရောအပြင်တခြားမီနူးစုံစုံလင်းလင်းကိုပါရရှိပါတယ်ရှင်ဒီမမင်တို့ကတော့ပေါ့နော်ငါးကင်ရဲ့ထမင်းဖြူနှစ်ပွဲရဲ့အကင်စုံရဲ့မှာခဲ့ပါတယ်ဒါကတော့ငါးကင်နဲ့တွဲစားရတဲ့ဒီအချင်းကြီးပေါ့နော်ဒီငါးကင်ရဲ့အချင်းကြီးနဲ့ဒီအကင်ဒီနဲ့တွဲစားတဲ့အချင်းရမတူပါဘူးရှင်ငါးကင်နဲ့တွဲစားတဲ့အချင်းရကြတော့သူကငပိနဲ့နည်းနည်းရတယ်ငပိရတာရပြီးတော့တခြားအကင်စုံနဲ့တွဲစားတဲ့ရရတော့သူရဲ့ဒီမကြီးချင်နှံကိုရပါတယ်နှမျိုးလုံးကတော့အရသာတစ်မျိုးစီစားလို့ကောင်းပါတယ်မမင်တို့ဒီမာတာပေါ့နော်အရန်များတော့တစ်ပကံနဲ့မလောက်လို့နှစ်ပကံခွဲပြရပါတယ်အကင်တွေကများလုံးလို့ဘာဒီမှာမန်းတာမမင်မတ်ပြီးတော့ဦးပေါ့နော်အကုန်လုံးကတော့ဒီစားလို့ကောင်းတယ်အရွက်ကင်တွေရတယ်ပြီးတော့သူ့မှာထူးကြတာဒီဒညင်းသီးကင်လေးတွေနောက်တခြားရုံးပရိသီးကင်လေးပေါ့နော်ဒါကတော့ဒီအကင်ဆိုင်တွေမှာရတဲ့အကင်တွေအပြင်ခုနလိုမျိုးပေါ့နော်ထူးထူးခြားခြားရတဲ့အကင်လေးလည်းရှိရယ်နောက်တစ်ခုကကြတော့တခြားတောက်တက်တဲ့သူတွေဆိုရင်ပေါ့နော်သူဒီပြင်ပကနေပြီးတော့ကိုယူလာတဲ့ဟာလေးတွေကိုလည်းဒီမှာအေးဆေးချေးရင်းနဲ့တောက်လို့စားလို့ရတယ်ဘော်ရာရင်းနဲ့ဝိုင်းဖွဲ့ပြီးတော့ချေးလို့ရတယ်ပေါ့နော်အဲ့ဒါလေးကတော့သူရဲ့ဒီကောင်းတဲ့အချက်လေးတစ်ခုပါပဲရှင်မမင်ကတော့အဲ့ဒီနေ့ကမနက်စားပြီးတဲ့ကဘာမှမစားသေးတော့ပေါ့နော်ညဘက်မှာမှအပီဆွဲမယ်ဆိုပြီးတော့ဆွဲနေတာစကားတော့မပြောနိုင်ဘူးပေါ့နော်အကင်နဲ့ဒီလိုထမင်းဖြူနဲ့တွဲစားတာမင်းကအရန်သဘောကျတယ်ဆိုတော့ဆွဲရပေါ့နော်စကားတော့မပြောနိုင်ဘူးအကုန်လုံးလည်းဒီကင်မရာနေပြီးတော့ပဲစားပါအောင်လို့ဖိတ်လိုက်ပါတယ်ရှင်ဒီလိုကင်းမွန်လေးကမင်းကြိုက်ပေါ့နော်မင်းရွေးထားတာလေးဒါလေးကိုသူအချင်းကြီးနဲ့တူဆိုင်အရန်ကောင်းပါတယ်ရှင်တမြုံနဲ့တခုပြီးတခုထိုင်စားလိုက်ဝါလိုက်နေပေါ့နော်ဘေးနာလူတွေတော့စကားမပြောနိုင်ပဲနဲ့ဟိုစားနေတာဖြစ်ပါတယ်ရှင်အဲ့ထဲကပေါ့နော်မင်းစားနေတာကတော့ဒီ sausage လေးတွေပါတယ်နောက်သူချက်မဲလေးတွေပါတယ်နောက်တစ်ခုကကျတော့ဝက်ကုတ်သားခင်းပါတယ်ပဲပြားတူဟူအရွက်တွေပေါ့နော်အဲ့ဒီဟာတွေစားနေတာဖြစ်ပါတယ်တခြားအကင်လေးတွေလည်းစုံစုံနေရှိရပေါ့နော်မင်းတို့မှားထားတာများပြီးတော့ဘာတွေလဲတေချာမမှတ်မိတော့ဘူးဖြစ်နေတာပေါ့နော်ကဲစားပြီးတောက်ပြီးအရန်ကောင်းပြီးတော့တငယ်ချင်းတွေနဲ့ချေးတယ်နောက်ဆုံးပြောင်းနေအောင်ထိစားခဲ့ပါတယ်ရှင်ပြောင်းနေအောင်စားပြီးဆိုင်ရတော့ဒီသူတို့ည10နာရီကြော်မှာပိတ်တယ်ပေါ့နော်ဆိုင်ပိတ်တဲ့ထိထိုင်ခဲ့တာဖြစ်ပါတယ်ကြည့်ရှုပေးရတော့အားလုံးကျေးဇူးတင်ပါတယ်ရှင်